လက်ပြီးတယ်လေ ရေခဲတက်တာနှဲပြီးတယ်လို့မရဘူး ရေခဲတက်တာပဲဗျာဟုတ်လက်ပြီးတယ် ။အော်ခဏလေးရေခဲတက်တာကနှဲပြီးတည်လို့ရတယ်ဆိုပေမဲ့အဲ့ဒါကမှားတော့မမှားဘူး။ဒါပေမဲ့မှန် ဘာပြောနေရလဲနည်းပါရှင်းပြအောင် ချက်ကြမယ်လေ။မင်္ဂလာပါတောင်းမှကြိုလိုပါတယ်။ရေခဲတက်တာတွေကိုတည်တဲ့အခါမှာထောင်ပြီးတည်တာကအကောင်းဆုံးနဲ့အဆင်ပြေဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ဒါပေမဲ့မဖြစ်မနေအခါမျိုးတွေမှာဆိုလို့ရှိရင်ရေခဲတက်တာတွေကိုနည်းလမ်းတကျနဲ့လှည့်ပြီးတည်လို့ရပါတယ်။ဒါပေမဲ့အခုဒီဗီဒီယိုကတော့ရေခဲတက်တာတွေကိုလှည့်ပြီးတည်ဖို့အတွက်ပြောတာမဟုတ်ပါဘူးเนาะမဖြစ်မနေအခါမျိုးတွေမှာလာသုံးဖို့အတွက်ဖြစ်ပါတယ်ပထမဆုံးတစ်ချက်ကရေခဲတက်တာတွေကိုတိမ်ပြောင်းတဲ့အခါမှာနေရာပြောင်းတဲ့အခါမှာတည်ဖို့အတွက်ဆိုလို့ရှိရင်ရေခဲတက်တာတွေကိုကြိုတင်ပြင်ဆင်ထားရမှာရှိပါတယ်။ဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်တို့ရေခဲတက်တာကို2 နာရီလောက်ကြိုတင်ပြီးတော့ပလက်ဖြုတ်ထားပေးပါ။ပြီးတော့ပြီဆိုလို့ရှိရင်အတွင်းထဲမှာရေခဲချိုးတွေတက်နေတာတွေရှိတယ်။ရေတွေခဲနေတာတွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒါတွေကိုပြောင်းထားပေးရမှာဖြစ်ပါတယ်။ပြီးတော့လို့ရှိရင်ရှက်တွေကိုဖြုတ်ပြီးတော့စီးသန့်တည်ပြီးပါအဲ့ဒါပြီးလို့ရှိရင်တော့ရေကတက်တာတွေကိုတည်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့တကားတွေကိုတိတ်တွေနဲ့ပတ်တာကျိုးတွေနဲ့တခြားပတ်ပြီးတော့တည်တာမျိုးတွေလုပ်တင်ပါတယ်ခင်ဗျာရေကတက်တာတွေကိုတည်တဲ့အခါမှာဘယ်လိုလဲပြီးတည်ရမလဲရေကတက်တာတွေရဲ့အနောက်ဘက်အောက်ခြေမှာရှိတဲ့ဟောဒီလိုနေရာမျိုးမှာကွန်ပရက်ဆာရှိလိမ့်မယ်ကွန်ပရက်ဆာရဲ့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်ပိုက်အတူလေးနဲ့ဒီဘက်မှာပိုက်အရှည်ဆိုပြီးတော့ပိုက်လေးနှစ်ခုပါမယ်အဲ့ဒီပိုက်လေးတွေမှာဒီဘက်ကပိုက်အရှည်ကကြတော့အပေါ်ကိုတက်သွားပြီးတော့အဲ့ဒါက gas ပိုက်လိုက်ဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်ကြတော့ပိုက်အတူလေးကအဲ့ဒါ gas ဖြည့်တဲ့ပိုက်လေးဖြစ်ပါတယ်အဲ့ဒီ gas ဖြည့်တဲ့ပိုက်အတူလေးကိုအောက်ကိုစိုက်ပြီးတော့ဒီလိုလဲပြီးတော့တည်ရမှာဖြစ်ပါတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ပိုက်အရှည်လေးကိုအောက်မှာထားပြီးတော့ဒီဘက်ကိုလဲပြီးတည်လိုက်မယ်ဆိုလို့ရှိရင်ကြတော့ဒီပိုက်အရှည်လေးကနေတစ်ဆင့်ကွန်ပရက်ဆာတွေကစီတွေက gas pipeline တွေကိုရောက်သွားမှာဖြစ်ပါတယ်။အဲ့ဒီ gas pipeline တွေကစီတွေကပြန်ထွက်ဖို့ခဲရင်ပြီးတော့ capillary juice ဒီမှာသွားစုတယ်ဆိုလို့ရှိရင် gas တွေစီးဆင်းမှုကိုနှောင့်နှေးပြီးတော့အေးမှန်မှန်တာတွေဖြစ်ပေါ်စေနိုင်ပါတယ်။အဲ့ဒီထက်ဆိုတာတခုကကွန်ပရက်ဆာတွေကစီအပြင်ထွက်သွားဖြစ်တဲ့အတွက်ကွန်ပရက်ဆာလေပတ်ဖို့စီမလုံလောက်တာမျိုးဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်ကွန်ပရက်ဆာတွေကအတန်တွေအရန်ညီလာမယ်။ heat တွေအရန်တက်လာပြီးတော့စီပြန်မဖြစ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီကွန်ပရက်ဆာကလောင်တဲ့အထိဖြစ်သွားနိုင်ပါတယ်အခုလိုပြပေးခဲ့တဲ့ဒီရေခဲတက်တာတွေလှဲတဲ့နည်းတွေထဲမှာတိတ်ထားမဲ့အရေးကြီးဆုံးတစ်ခုရှိပါတယ်တဲ့အိမ်မှာရှိတဲ့ရေခဲတက်တာက inverter type ရေခဲတက်တာဖြစ်မယ်ဆိုလို့ရှိရင်လုံးဝမှလှဲမတည်ဖြစ်မှာဘူးเนาะကဲဒီလိုမျိုးရေခဲတက်တာတွေတည်လာခဲ့ပြီလို့လိုချင်တဲ့နေရာကိုရောက်ပြီဆိုလို့ရှိရင်ထောင်ပြီးတည်ခဲ့တယ်ဆိုလို့ရှိရင်အနည်းဆုံး6နာရီလှဲပြီးတည်ခဲ့တယ်ဆိုလို့ရှိရင်ကြတော့လှဲပြီးတည်ခဲ့တဲ့ကြာချိန်ပေါ်မူတည်ပြီးတော့အနည်းဆုံး6နာရီကနေပြီးတော့12နာရီတိကိုပလက်မထိုးဘဲနဲ့ဒီတိုင်းထားပေးရမှာဖြစ်ပါတယ်။တို့ပေတဲ့အခုလိုမျိုးရေခဲတက်တာတွေကိုလှဲတည်တဲ့အခါမှာတတိထားပြီးပဲဖြစ်စေဒီလိုအချက်တွေကိုဂယုစိုက်ပြီးတော့တည်ထားခဲ့သည်ပဲဖြစ်စေရေခဲတက်တာကိုပြန်ဖွင့်လိုက်တဲ့အခါမှာအတန်တွေရမ်းစုပြီးထွက်လာတာမအေးတော့တာတွေဖြစ်လာတယ်ဆိုလို့ရှိရင်တော့ service center ကိုဖုန်းခေါ်ဖို့လိုနေပါပြီ။ရေခဲတက်တာတွေကိုတည်တဲ့အခါမှာလှဲပြီးတည်လို့ရတယ်ဆိုပေမဲ့အနေနဲ့များသောနာကြောင့်မို့လို့မဖြစ်မနေအခါမျိုးတွေမှာသာလှဲပြီးတည်ပေးရမှာဖြစ်ပါတယ်။နောက်ထပ်ပြီးသတိပေးပါမယ်။ဒီဗီဒီယိုကရေခဲတက်တာတွေကိုလှဲပြီးတည်ဖို့ပြောတာမဟုတ်ပါဘူးเนาะ။မဖြစ်မနေအခါမျိုးမှာသာဘယ်လိုလှဲပြီးတည်ရမယ်ဆိုတော့လှဲပြီးတည်လို့ရမယ့်နည်းလမ်းလေးတွေပြောပြတာဖြစ်ပါတယ်ခင်ဗျာ။ဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်။